အားလုံးပဲမင်္ဂလာပါရှင် Reading My Name Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ခါမှာတော့စာရေးဆရာမနုနုရင်အင်းဝရေးသားထားတဲ့ထမိန်လေးတစ်ထည်ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်လိုက်ပါနားဆင်ပေးကြပါအောင်ရှင်နနက်ခင်းလေးပြေသည်အင်းမြညင်သားစွာတိုက်ခတ်နေသည်မိဖို့မှမိညွတ်များသည်ရဲရဲနီကဟုံဟုံတောက်လျက်ရှိ၏မိတို့သည်ထမင်းအိုးကိုမနိုင်တနိုင်မှကမိဖို့ပေါ်တင်လိုက်၏ချက်ခိုးမိုင်းများဖြင့်ညစ်ပေနေသောအုပ်ဖုံးကိုဆန်စည်းရည်ဖြစ်စေပြီးဖုံးလိုက်သည်ညနေအတွက်ခြံထားသောဆန်ကိုပစိုးနှင့်ပြန်ထုတ်၏ရေအိုးနားမှမကြီးရွက်ထုတ်ကိုတွားယူကကျမ်းပေါ်ဖင်ချအထိုင်လိုက်ပြီးကနေမိကထမိန်ပြေးသွားပြီကိုမိတို့တီးလိုက်၏ကြပြကြရထကထမိန်ကိုလဲကြည့်လိုက်တော့တထွားခန့်ရှိအစုပ်ကြီးသွားပါပြီကုန်ပါပြီဒီထမိန်ကအမိထားခဲ့သောထမိန်သုံးထက်အနက်ကနောက်ဆုံးထမိန်မိတို့ထမိန်ကိုအတာလဲဝက်ကဖြင်းညင်းစွာထိုင်ချပြီးမှမကြီးရွက်တင်၏နောက်နေ့မှအကြီးလေးတို့အိမ်ကအနှစ်အချီငါပြီးတည်ရမည်မကြီးရွက်တွေကတမြန်နေ့ကလေးကခူထားသည်မို့နည်းနည်းနွမ်းနေကြပြီမနှက်ပြန်အတွက်မကြီးရွက်ကိုခြံပြီးပြန်ထုတ်ထားလိုက်၏အိမ်ရှိတွင်ကစားနေကြသောမိတို့ဤအောက်အငယ်မ၃ယောက်ကမိဖို့ကြောင့်စီတို့တကြီးတယ်ကြည်နေကြသည်မကြီးရွက်အိုးထဲသို့ငပိထုတ်ထဲမှလက်ကျန်ငပိနည်းနည်းကိုပြစ်ထဲလိုက်၏စီပလင်းကိုလောင်းချတော့လဲကြလာသည်မှာတစက်နှစ်စက်မိတို့ကပလင်းဖင်ကိုလက်နေရိုက်ချ၏ဒီနေ့ညနေအဖေစီကပတ်စံရမှမနှက်ပြန်အတွက်အားလုံးဝယ်ရမည်မကြီးရွက်ဟင်းအိုးတပွပွစုချိန်တွင်အိမ်ရှိမှစွန်းတော်ပြုတ်ဟူသောအတန်ကိုကြားရ၏ထုံးစံအတိုင်းမိတို့ကကတော့စွန်းပါဟုတွက်လက်စွာអော်လိုက်သည်ဖုန်ကြီးကျောင်းသားအေးမောင်ကစွန်းပြစ်ကိုရွက်ထားရင်းကမိတို့ကိုမျက်ဆိုင်ထူလွေသည်ထမင်းစားမယ်လာကြဟဲ့မိတို့ခေါ်တဲ့အဆုံးတွင်အငယ်၃ယောက်အပြေးအလွှာလာကြသည်ထမင်းရီနီရဲရဲတစ်စလုံးနှင့်မကြီးရွက်ဟင်းကိုအလဲထားလျက်ခေါင်းမဖော်အောင်စားကြ၏စပင်းနီနီနှင့်ခေါင်းလေးလုံးသည်ထမင်းဝိုင်းကိုမိုးနေ၏မိတို့တို့အားလုံးမျက်စိတ်တွင်ရေငုပ်ကြလွန်သဖြင့်စီနှင့်မတွေ့ရသောစပင်များမှာနီရဲနေကြလေသည်သမီးယောဟေးပတ်စံအဖေကပခုံးပေါ်မှတက်နှချောင်းကိုတဲခပန်းတွင်ထောင်ပြီးသည့်နှင့်မိတို့ကိုပတ်စံပေး၏ကြက်တန်9ရွယ်အဖေမျက်နာမှချွေးသည့်ချွေးပေါက်များကိုမိတို့ငေးကြည့်နေရင်အဖေငတ်ငါခါ3ချက်ပေးပြီးပြီနော်ဟုအလော30မေးလိုက်၏အဖေကမိတို့ကိုကြည့်၍ပြုံး၏ပေးပြီးပါပြီသမီးရဲ့ဟူးဒီနေ့မစားတာဘူးဟဲ့ရေနီကြပြီရေသိပ်စီးနေတယ်မိတို့ကအဖေပြောသမျှကိုသာခေါင်းငိမ့်နေရင်ငွေ9ချက်တန်နှင့်ဈေးဝယ်ရန်တက်ဆပြူ၏မနေ့ပြန်အတွက်စံတပြီက4ချက်ဒါနဲ့ကိုပဲ4ချက်ရှိနေပြီအသင်းပုတ်အုံနဲ့ထုတ်ရင်2ချက်10ပြားပဲကြတာအမေဆုံးလုံးက90နဲ့ပေါင်ထားသောအသင်းပုတ်အုပ်ကိုခုထိမရွေးနိုင်သေးတာနာတာပဲထားပါလေစီ2ချက်ခွဲသားကပြား80ပြား20ပဲကျန်တော့သည်မကြီးရွက်ချက်ဖို့ငပိကမဝယ်လို့မဖြစ်တမတ်ဖိုးကိုတော့မှရွာလေစည်းတဲ့ဒေါ်ကြီးမင်းကတိတ်ရောင်းချင်တာမဟုတ်ပြား20ဘူးရောင်းမမလားဟုမိတို့ပူပန်မိ၏ဟဲ့မိတို့မိဖို့ဘောကအိုးဝေကြနေပြီဘာအိုးလဲရပါတယ်အဖေရဲ့အဝေးရပြပြုတ်ထားတာပါဒီနေ့ညအဝေးရတုံးနဲ့မကြီးရွက်ဟင်းမိဖို့ဘောကအိုးကိုမိတို့တော့ဖွင့်လိုက်သည်စိမ့်ဝဝအရေးများကပွက်ပွက်ဆူနေကြသည်အဝေးရရွက်တစ်ခတ်ကိုစက္ကနဲ့စိတ်ကြည့်လိုက်၏မနူးသေးပေမီးဆွပေးလိုက်ပြီးမိဖို့ဘေးကဝါးကြည်တော်ဘူးလေးထဲသို့ပတ်စံကိုထည့်သိမ်းလိုက်၏ဟေးငါက6ဆင့်ရောက်ပြီနော်6ဆင့်ခုံရမှာဖန်ခုံနှန်းကစားနေသောနေရာမှာအလတ်မ၏အတန်ဆူဆူကဝမ်းသာအားရပေါ်ထွက်လာသည်သူ့ညီမ3ယောက်ဖန်ခုံနှန်းကစားနေသည်ကိုကြည့်ရင်မိတို့ရုတ်တရက်ကစားခြင်းစိတ်ပေါ်လာသည်မိတို့မကစားရတာကြာလာပြီအမေရှိတုန်းကဆိုရွာလေပိုင်းထီတောင်တွားကစားရ၏မြစ်စိတ်တောင်ပြင်ပေါ်တွင်လဲတငယ်ချင်းများနှင့်ဘိုးအိမ်မဆောက်ရသည်မှာကြာပြီမိတို့သည်ထမိန်ကိုခတ်တင်တင်ပြင်ဝစ်ပြီးတဲရှိသို့ပြေးထွက်လျက်အလက်မခုံမီပြုနေသော6ဆင့်ကိုလွှားကနေခုံကျော်လိုက်၏ပါဇက်ကလည်းငါခုံတာတွေ့လားဟဲ့ဟုဝမ်းသာအားရအော်၏အလက်မနှကန်းဆူ၏ငါခုံနေတာဘာလို့နေဝင်ခုံတာလဲတွားမရပါဘူးအိုးပါမှာပေါ့နေမခုံနိုင်တိုင်းနေကဤဘော်တော်
မိတို့ကသူ့ညီမကိုစာ၏အလက်မပို့ပြီးစိတ်ဆိုးလာ၏နင်တော့နင်အပြူကအပြူလို့နေပါလားအပြူဆိုတာကလေးတွေတည်းမပါရဘူးတွားဘာကြည်စမ်းဘာပြူလဲငါလဲကလေးပဲကလေးစိတ်တဝက်နဲ့မိတို့ပြန်អော်၏အမေနင်ကလေးဆိုရင်နင်ဘာပြူလို့ရေချိုးတော့အဖေကြီးလဲနဲ့ချိုးလဲငါတို့လိုချိုးပါလားကဲမိတို့ရှက်သွား၏အဖေစီကိုမလုံမလဲလန်းကြည့်ရင်ရှက်နဲ့အလက်မကောင်ကိုတောက်ခနဲ့နေအောင်ခောက်ပစ်လိုက်လေသည်မကြီးရွက်ခူတိုင်းမိတို့ကောက်လာသောမကြီးကိုင်းများနှင့်စူးစီးလုံးနေသောအဖေဘေးတွင်မိတို့တို့ညီအမတွေဝိုင်းနေကြလေသည်အဖေကအကိုင်းအခက်ရှုပ်သောမကြီးကိုင်းများကိုစူး၍အရင်မှကြိုးဖြင့်တင်းနေအောင်ချီသည်ပြီးပြီလားဖေမြစ်ထေအခုတွက်ချရအောင်နော်ဖေအငယ်မကစိတ်အားထက်သန်စွာပြောသည်မိတို့တရွာလုံးလိုစူးစီးချလေးရှိ၏မကြီးကိုင်းနှင့်လှုပ်သောစူးစီးမှာ9သိန်းမပါတော့လဲ2ရက်တစ်ခါ3ရက်တစ်ခါဖော်လျင်တစ်ချက်စာလောက်တော့ရတတ်လေသည်စူးစီးကိုရေတိမ်တိမ်တွင်ခြာရ၏ရေတိမ်တွင်သွားနေတတ်သောငါးတီတီလေးများမှာမကြီးကိုင်းရှုပ်ရှုပ်တွင်ဝင်တိုးမိပြီးမထွက်နိုင်ကြတော့ပြီတချို့နည်းနည်းတက်နိုင်သူများကငါးကြီးများရရန်အတွက်ရေနက်ပိုင်းကြသောမိယိုတစ်လျှောက်လုံးလိုဂျိုးတန်းအရှိကြီးဖြင့်မြားတန်းကြလေသည်စူးစီးကိုထမ်းလျက်သွားသောအဖေနောက်မှမိတို့ခုန်ပေါက်လိုက်လာကြ၏အဖေကရေတိမ်တိမ်တွင်စူးစီးကိုမြုပ်အောင်ချပြီးစိုက်ထားသောဝလုံးတိုင်ချီနေ၏အငယ်3ယောက်လုံးရေထဲတွင်တဝုံဝုံကူးနေကြပြီအလက်မကတဲချမ်းများနှင့်ဂျေးတွင်မိတို့ကိုလမ်းပြောင်ပြနေ၏ညီမအငယ်2ယောက်ကရေထဲတွင်ငုံလိုက်ဖော်လိုက်နှင့်ကူခတ်နေကြ၏မိတို့သည်လက်မောင်းပိန်လေးပေါ်သို့မကြာခဏရှော့ချနေသောရှင်မီအင်ကြီးကျိုးကိုပခုံးပေါ်ဆွဲတင်ရင်ဟိုတုန်းကလိုအဝတ်အစားများကိုအမြန်ချွတ်ကရေထဲပြေးဆင်းခြင်းစိတ်ပေါ်လာသည်အဖေကဝလုံးတိုင်မြဲအောင်အုတ်ခဲကျိုးနှင့်ထုနေရင်မိတို့ကိုလမ်းပြောသည်ဟဲ့သမီးရေချိုးမှချိုးလေဘာလုပ်နေရလဲမိတို့သည်အဖေဝတ်ထားသောရေလဲပစိုးကိုမတိမတာကြည့်ရင်ခတ်တူပြန်ပြောလိုက်သည်တော်ပြီဖေဒီနေ့ရေမချိုးတော့ဘူးအေးစိမ့်စွာတိုက်ခတ်လာသောလေဤအထီအတွေ့ကြောင့်မိတို့ဖြက်ခနဲလက်နိုးလာခဲ့သည်မိတို့ကိုပေါ်တွင်ဆောင်းမရှိတော့ပေအငယ်3ယောက်သည်ဆောင်းကိုသူတို့ဖက်ဆွဲယူသွားပြီးပူကတ်ချုံကအိပ်ပျော်နေကြသည်မိုးလင်းတော့မည်အလင်းရောင်မုံပြပြကိုမြင်နေရပြီမိတို့ကထမိန်ကိုအသာဆွဲချုံကမျက်လုံးများကိုပြန်မိတ်လိုက်သည်ဘိုက်ထဲတွင်ဟာနေသည်ဘိုက်စားသည်ဆိုခါမှဒီနေ့မနက်ဟင်းချက်เสียမရှိမကြီးရွက်ဖြစ်ဖြစ်အဝေးရရွက်ဖြစ်ဖြစ်တွားခုရလိမ့်မည်ငပိနည်းနည်းရှိသေးသည်ငပိနည်းနည်းကိုဒီနေ့အတွက်ခွဲချန်လိုက်သည်ဖြင့်မင်းညကမကြီးရွက်ဟင်းမှချင်လိုက်သည်မှစုပ်လန်နေသည်အငယ်ဆုံးမကမျက်နာရှုံမမဲ့နှင့်အဖေစူးစီးတော့မဖို့သေးဘူးလားဟုထမင်းစားမပြီးမချင်းတတွတ်မေးလေသည်မိတို့သည်အိယာမှကြပြခုန်ထားလိုက်သည်ဟုတ်သားပဲစူးစီးချထားတာဒီနေ့ဆို2ရက်တောင်ရှိသွားပြီမိတို့သည်တဲအောက်ကိုခုန်ဆင်းလိုက်၏အဖေကိုကြည့်တော့အိမ်မောကြနေတော့ပင်မိတို့သည်မြစ်စိတ်သို့ခတ်တွတ်လျှောက်ခဲ့၏မြစ်ပြင်ကိုဖြတ်တိုက်လာသောအာယုံဦးလေကအေးမြလာသည်မိတို့ထမိန်ကိုဆွဲချုံလိုက်သည်မြစ်စိတ်တွင်မြည်သူမျှမရှိသေးပေမိတို့စူးစီးမှာအခြားစူးစီးများနှင့်အတော်လေးလန်းလေသည်သို့တော်မိတို့သည်စူးစီးဖော်ဖို့ကိုသာစိတ်ဆောနေသည်ဖြင့်ကြောက်ရကောင်မှမသိပေထမိန်ကိုခတ်တူပြင်ဝစ်ပြီးမိတို့ရေထဲသို့ဆင်းလိုက်သည်စူးစီးကိုအတာမပြီးကုန်းပေါ်သို့ချသည်ကြလာပါစေငါးရီအများကြီးမိတို့သည်စိတ်အားထက်သန်စွာစူးစီးကိုလှုပ်ခါလိုက်၏မိတို့မျက်နှာရှုံ့မဲ့သွား၏ငါးကတကောင်တမီးမှမကြလာပြီဘလို့ပါလေရေနီကြနေလို့လားမိတို့စိတ်ပြက်လက်ပြက်ဖြင့်စူးစီးကိုရေထဲသို့ပြန်ချပြီးနီရဲသောမြစ်ပြင်ကိုလမ်းကြည့်လိုက်၏အလိုမိတို့မျက်လုံးများဝင်းလက်သွား၏ရေနက်ပိုင်းတွင်တန်းထားသောမြားတန်းတနေရာသည်လှုပ်ရှားရိမ်ထိုးနေပေသည်ထောင်ထားသောငါးအရှင်ကတီလောက်ပြီရှင်နေလင်လဲဓာတ်လောက်မလုံရမ်းနိုင်ဟုတ်ပြီ
ငါးကြီးတစ်ကောင်မိနေတာပဲဖြစ်ရမည်မိတို့ဘာကူမှစဉ်းစားမနေတော့ရေထဲသို့အမြန်ဆင်းရင်မြားတန်းစီသို့ကူးသွားလိုက်သည်မိတို့သည်လုံနေသောနေရာတွင်ကိုအသာဖော့ထားရင်ကျိုးကိုမကြည့်လိုက်သည်မိတို့ထင်သည့်အတိုင်းပင်ငပတ်ကြီးနဲတဲ့အကောင်ကြီးမဟုတ်ဝမ်းသာလိုက်သည်မှာပြောစရာမရှိမိတို့များတမ်းပဲဖြစ်ဖြစ်ဖြုံမိမိတို့သည်ခြေထောက်နှစ်ချောင်းကိုအားပြုကာရေကိုရက်၍ကိုဖော့ရင်လက်နှစ်ဖက်စလုံးဖြင့်ငါးကိုဖြုတ်လေသည်ငပတ်ကြီးကတဖြန်းဖြန်းရုန်းကန်နေပေသည်ဖြုတ်ရသည်မှာမိတို့ထင်သလောက်မလွယ်အမှန်မှာများတမ်းဖော်လျင်လေပေါ်မှနေ၍အေးဆေးဖော်လိရှိကြသည်ရေစီးသည်မိတို့အောက်ပိုင်းကိုအရှိန်ဖြင့်တွန်းထိုးနေပေသည်ရေစီးထဲတွင်ပါသွားမလို့ဖြစ်နေသည်ခြေထောက်နှစ်ဖက်ကိုသာအဆက်မပြတ်ကူးရရင်ငါးကိုသာမဲဖြုတ်သည်ခုနေများတမ်းဖော်တဲ့လူရောက်လာမှဖြစ်ဟူသောအတွေးဖြင့်ဇောချွေးများပင်ပြန်လာသည်အားဆိုင်ကမိတို့ဆက်ဖြုတ်ပြန်သည်ငပတ်ကြီးမော၍နည်းနည်းအငိမ်တွင်တအားဆောင်ဆွဲပြစ်လိုက်သည်ရပြီငပတ်ကြီးကိုမလွတ်စေရန်လက်နှစ်ဖက်ဖြင့်တင်းကျပ်စွာဆုပ်ရင်ကန်းဆက်သို့ခြေထောက်ဖြစ်သာအမြန်ကူးသည်မိတို့ဝမ်းသာလိုက်သည်မှာတုံရင်၍တောင်နေသည်မိတို့ကုန်းပေါ်သို့အမြန်ပြေးတက်လိုက်သည်အိုးအမလေးမိတို့အလန့်တကြားအော်ရင်မြေကြီးပေါ်တွင်ထိုင်ချလိုက်မိ၏မိတို့ကိုယ်ပေါ်မှထမိန်လေးမရှိတော့ပြီရေစီးနှင့်အတူမျောပါသွားခဲ့ပြီဇောနှင့်ငါးကိုသာမဲဖြုတ်နေသည်မို့မိတို့ထမိန်ကျွတ်ကျသွားမှန်းကိုပင်မသိနိုင်တော့မိတို့တကူလုံးရှက်စိတ်ဖြင့်တုန်ရင်လာ၏သွားပြီအမေထားခဲ့သောမိတို့ဤတက်ထဲထဲသောထမိန်လေးမျက်ရည်တွေဝဲလာ၏အိမ်ကိုမြည်တို့ပြန်ရမည်နီမိုးလင်းစားပြုတ်နေပြီလူတွေနိုးနေကြပြီရွာလယ်လမ်းမကြီးကိုမိတို့ဘလို့ဖျက်ပြန်ရပါမလဲမြေကြီးပေါ်တွင်ငပတ်ကြီးသည်ပဟက်ကြီးကိုဟာလျက်အသက်ရှူနေ၏မြင့်ညာစီမှငှက်အချို့စုံစင်းလာကြပြီမကြမီလူတွေလာကြတော့မည်ဘာလို့ရမလဲအိမ်ကိုဘလို့ပြန်ရပါမလဲဟုတွေးရင်ရုတ်တရက်ဘိုက်ထဲကစားလောင်လာပြန်သည်မိတို့သည်ငပတ်ကြီးကိုစက္ကနဲ့ကောက်ယူလိုက်၏အန်ကိုတင်းကြိတ်ကမျက်စိကိုစုံမိတ်ပြီးတက်အားကုန်ပြေးလေသည်ရွာလယ်လမ်းမသို့ရောက်တော့မည်ဖယားရီလူတွေထွက်လာနေကြပြီဆက်ဆရာကောင်းလိုက်တဲ့ဖြစ်ချင်းမိတို့တအားပြင်းရင်မျက်ရည်များစီးကျလာ၏အိုးဟဲ့မိတို့ဟဲ့ကောင်မလေးဘာဖြစ်လားလူတွေဤအံ့ဩကြီးစွာအော်လိုက်သောအတန်များကိုမိတို့မကြားပေအန်ကိုတင်းကြိတ်ထားသောမိတို့သည်မျက်ရည်များစီးကျလျက်ငပတ်ကြီးကိုတင်းကျပ်စွာဆုပ်ရင်အိမ်စီသို့တအားပြေးနေပေသည်1984ခုမတ်လဖူးပေလွာမဂ္ဂဇင်းနားဆင်အားပေးခဲ့သူတဦးတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင် channel လေးကိုလည်း like and subscribe လုပ်သွားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်